ပါခြင်းဒီပကြီးစေးချေရွှေပုံလောပြစ္ဆုတ်ပံမှာခံစားမယ်တကယ်ကိုအိမ်မလို့ပဲဘဝရဲ့ပုံရိပ်များကတတိတဲ့ဒီမိုင်းကိုမောင်ကဟန်ရေးချေပြူပြီးกว่าမိုးနဲ့ဒီဝါတချို့နဲ့ဝါဆိုပန်းစွချိန်တို့ကြော့သွေငယ်ဘွားများတို့တွေ့လေလေရွှေမိုးလေးကညိုညိုရင်နဲ့လွမ်းမိသလိုလိုဟိုကြောင်တွေရင်ဒီကြောင်လေးတွေအယောင်တွေပြူငွေပုံးမြတ်တို့ဝေသလိုစိမ်ပန်းခွင်တို့အမှုကိုစတဲ့ပန်းလေးများလီမှုထဲမှာမူချူကြည်စုတန်တရားချိုးကွေတွေဟာအလွန်ဆန်းကျဲဂျုံဆုံးကကွေးရမှာဟုတီးနာလေမကြွေခင်အထာရလျှော်လို့နေမယ်ငါဒီဘာမှမဟုတ်ပါကွယ်အချီလေးဘွားနဲ့ချိန်ခါကိုနားလေမပြောပြီးပြုံးရတာတဘာဝကွယ်အရာရာခွင့်လို့စိတ်ထားလို့ပြည်တယ်တခါတလေလွတ်မြောက်လိုက်ခြင်းရဲ့ရွှေမိုးလေးကညိုညိုရင်နဲ့လွမ်းပြီးသလိုလိုဟိုကြောင်တွေရင်ဒီကြောင်လေးတွေအယောင်တွေပြူငွေပုံးမြတ်တို့ဝေသလိုစိမ်ပန်းမွင်တို့အမှုကိုစပယ်ပန်းလေးများလေးမှုထဲမှာမူချူကြည်စုချိုးကွေတွေဟာအလွန်ဆန်းကျဲဂျုံဆုံးကကွေးကြမှာကိုတီးနာလေမကြွေခင်အထာရလျှော်လို့နေမယ်ငါဒီဘာမှမဟုတ်ပါကွယ်အချီလေးဘွားနဲ့ချိန်ခါကိုနားလေမပြောပြီးပြုံးရတာတဘာဝကွယ်အရာရာခွင့်လို့စိတ်ထားလို့ဖြီးတယ်တခါတလေလွတ်မြောက်လိုက်ခြင်းရဲ့ရွှေမိုးလေးကညိုညိုရင်နဲ့လွမ်းမိသလိုလိုဟိုကြောင်တွေရင်ဒီကြောင်လေးတွေအယောင်တွေပြူငွေပုံးမြတ်တို့ဝေသလိုစိမ်ပန်းမွင်တို့အမှုစပယ်ပန်းလေးများလေးမိုးထဲမှာမူချူကြည်စု